အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးက Manchester United အသင်းဟာဆိုရင်ဂျေဒန်ဆန်ချိုပြီးတဲ့လက်လွတ်ဖို့အတွက်စဉ်းစားနေရဗျာဂျေဒန်ဆန်ချိုကဆိုရင်မနှစ်ကမှဆိုရင်တော့ Chelsea အသင်းကိုတွားရောက်ပြီးတော့ကစားခဲ့တယ်ခြေစွမ်းပြသနိုင်ခြင်းမျိုးရှိခဲ့တယ်ဗျာ Chelsea အသင်းဟာဆိုရင်ဂျေဒန်ဆန်ချိုကိုခေါ်ယူဖို့အတွက်ဆန္ဒတွေရှိခဲ့တယ် Manchester United ကိုပေါင်25တန်ပေးပြီးတော့ခေါ်ဖို့အတွက်အစီအစဉ်ရှိတယ်ဒါပေမဲ့လည်းဂျေဒန်ဆန်ချိုနဲ့ညှိနှိုင်းရမှာဆိုရင်တော့ဂျေဒန်ဆန်ချိုရဲ့ရရှိနေတဲ့လစာ3သိန်းခွဲကိုတော့မပေးနိုင်ခဲ့ဘူးဗျဂျေဒန်ဆန်ချိုအနေနဲ့လည်းလစာကိုရှော့ယူဖို့အတွက်ဆန္ဒမရှိခဲ့ဘူးဗျအဲ့ဒီအတွက်ကြောင့်မို့ဂျေဒန်ဆန်ချိုဟာဆိုရင်ဒီနှစ်ပရီးမီးယားလိမစခင်မှာဆိုရင်တော့အက်စတွန်ဗီလာအသင်းကိုအငှားနဲ့ရောက်ရှိသွားတယ်အက်စတွန်ဗီလာအသင်းအနေနဲ့တကယ်လို့လားဂျေဒန်ဆန်ချိုခြေစွမ်းပြရတယ်ကြိုက်နေတဲ့တဲ့ဆိုရင်ခေါ်ယူပိုင်ခွင့်နေစာချုပ်ကတရက်ကမန်ချက်စတာယူနိုက်တက်တင်ကထည့်သွင်းချုပ်ဆိုခဲ့တယ်ဗျဒါပေမဲ့လည်းဂျေဒန်ဆန်ချိုအနေနဲ့ဆိုရင်တော့ခြေစွမ်းပြတတ်နိုင်ခြင်းမျိုးမရှိဘူးခြေစွမ်းပြတတ်နိုင်ခြင်းမျိုးမရှိရတဲ့အက်စတွန်ဗီလာဆိုရင်မန်ချက်စတာယူနိုက်တက်ကိုဂျေဒန်ဆန်ချိုပြန်ပို့ဖို့အတွက်အစီအစဉ်တွေရှိနေတယ်တကယ်လို့လားမန်ချက်စတာယူနိုက်တက်ဟာဆိုရင်ဂျေဒန်ဆန်ချိုပြန်ရောက်လာရဲဆိုဂျေဒန်ဆန်ချိုကိုစာချုပ်တန်ထပ်မတိုးတော့ဘဲနဲ့ဂျေဒန်ဆန်ချိုကိုအပိတက်လက်လွတ်ဖို့အတွက်စီစဉ်ရှိနေရဗျအားလုံးကျေးဇူးတင်ပါတယ်